ချက်ပေါင်းခေါက်ကြတယ်စားချင်းစရာလေးတော့ကြောက်စိုးတော့မစိုးပါဘူးနော်ဒီတော့你有登记不过呀？我们有不？ မိတ်နေကြတယ်မှာမသိကြီးရနိုင်ကြီးတော့နိုင်ကြီးတော့ကကြိုက်တယ် 你不录了？ နိုင်ကြီးတော့ကြိုက်ဆုံး အကျုံနဲ့ကားထက်တယ်လေ 我们登记出来。 စားစား 咱们还过不？ ဟုတ်နော် ကြိုက်လား စားဘူးလား အဲ့ဒါသမီးကတော့ဘာနေလဲအကုန်ကြိုက်တယ်အစားတောက်ဆိုလူနဲ့တဲ့တယ်အမေကမွေးခင်းနေတယ်ကိုမြင်နေလက်ခဲနေတယ်နဲ့သမီးကဒီကောင်ဟဲ့တယ် အကြည့်မနိုင်ဘူးဆို ဘာလဲပေါ့လေလေ အမကြည့်မြောက်လွဲကြော်ကလေးနဲ့ပြိုင်မြောက်လွဲကြော် ဒီဘက်ကြောက်တယ် ဒါကြွက်ပေါက်ကြွက်ကလေး ဒီဘက်နဲ့တော့အောက်ကရှင်းပြနေ ရှင်းနေတာပေါ့ အဲ့ဆိုတော့တက်တော့ကအဲ့ အေး အမြင်ကြီးနေ အဲ့ဆိုတက်တော့က ဘာမှလည်းပွင့်ကောင်းဘာမှလည်းခုอ่ะဘူးအောင်ရှိဟုတ်တယ်အဲ့မှာဘာဆွဲ ကျမကတော့ပို့ပါပါပဲအပြင်ထွက်လဲဒီလိုလေးပဲနှစ်ပြင်းလေးနဲ့ကိုယ်နှစ်ပြင်းလေးနဲ့ကိုယ်ပဲကိုယ့်ရဲ့ချီတဲ့ဝမ်းဆက်လေးနဲ့ကိုယ်ပဲအဲ့လိုကိုနေရတာလေးစိတ်ကပို့ပါပါနဲ့လွတ်လွတ်လည်းရှိရပါတော့ဟိုလိုမျိုးကြီးတွေသူများတွေဝတ်ထိုင်တဲ့သဘောကျတယ်ဝတ်တော်ဝတ်ချင်တယ်သူများတွေလိုမျိုးမြန်မာဝတ်စုံလေးတွေသူများလေးဝတ်ထားတိတ်သဘောကျတာပဲကိုယ်လည်းဝတ်တော်ဝတ်ချင်တယ်ဒါပေမဲ့လေအဲ့ဟာကြီးနဲ့နေရတာစိတ်ကျဉ်ကျက်လို့ထမိန်ကြီးတွေဝတ်ပြီးနေရစိတ်ကျဉ်ကျက်လို့လိုမျိုးလေးပဲဘယ်သွားတာခေါ်ချင်တဲ့သူခေါ်မခေါ်ချင်တဲ့သူလေးခေါ်ချင်ခေါ်မခေါ်ချင်လေးအမလေးပီတီပီစုံနေစတိုင်နဲ့မလိုက်နဲ့မရှိလို့စကားမပြောချင်လည်းမပြောနဲ့ပေါ့ပေါ့ကိုနေရတက်တောင့်တတာရှိတဲ့ဟာလေးနဲ့ပဲနေလိုက်တော့တယ်လာတာစက်ကူပန်းလေးထားလိုက်စက်ကူပန်းအမိုက်တော့ပွားတယ်ဒါပေမဲ့လှတယ်ဗျဒီကျိုးတောင်တော့ငါကြောင့်နေရာဒီနဲ့အသင့်တော်ဆုံးဒီလိုချီတဲ့ဝမ်းဆက်ကလေးတွေမှာခြင်းတဝန်ထဲမှာမှာလို့ရပါတယ်ရှင်3994 95636မှာမှာလို့ရပါတယ်ဒီဇိုင်းကတော့အစုံဖတ်ပါတယ်ဒီမျိုးချီတဲ့လေးတွေပေါ့နော်ညဉ့်ချီတဲ့ဝမ်းဆက်လေးတွေပါရှင်ဒါလေးကကျမစိုက်ကြီးရဝတ်တဲ့အတွက်နည်းနည်းလေပင်ကချောင်းနေရရှင်ကျမကလည်းစိုက်ကြီးမှာပေါ့ပေါ့ချောင်းချောင်းလေးဝတ်ချင်တော့ဒါမီဒီယံစိုက်ကြီးဝတ်ထားဒီကစမော